သက်ရှင်ဆဲမှာဘာလို့ရမှာလဲနော်ဒါကြောင့်မို့နော်သားဆိုသမီးဆိုပြည့်ရိုးထုံးစံမရှိဘလောက်ပဲဆိုတဲ့သားသမီးဖြစ်စီမိမိတို့ဖီဖီတို့ရဲ့နှလုံးသားထဲမှာငါသားလေးပစ္စည်းပါစေဆုပ်ယုပ်ပါစေဆိုတဲ့ဒီစိတ်မျိုးအမုန်းတရားနှလုံးသားမှာရှိရဲ့လားဘလောက်ပဲဆိုဘလောက်ပဲမှန်ထာဝရခွက်တော်ခြင်းရှိတဲ့ရင်ခွင်နဲ့ချစ်နေတတ်တာမို့မိဘတို့ရဲ့နှလုံးသားမှာဒဏ်ရာဆိုတာရှိလားပြန်ပြောကြည့်ဒဏ်ရာမဲ့ညာနှလုံးသားမုံထားဘေခါမရှိပါဒီတုံမာကံယနေ့ညချမ်းယရဏဒုက္ခဓမ္မယုံမိသားစုတို့ရဲ့52နှစ်ပြည့်တန်ခါဒါနဆွမ်းလောင်းပွဲနဲ့တကွ26နှစ်ပြည့်မဟာဒုဆွမ်းစက္ကန့်လူတန်းပူဇော်ကြကုန်သောသင်ဓမ္မဒါနအလူရှင်မိသားစုများနဲ့တကွတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်နေဒုက္ခအစာဆင်းရဲခတ်သိမ်းမှလည်းပဲကင်းငြိမ်းကြပါစေနေဗရာစာပေးရန်ခတ်သိမ်းမှလည်းပဲကင်းငြိမ်းကြကုန်သည်နေတောကာသာတောကာခသိမ့်မှလည်းပဲကင်းငြိမ်းကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းဟောတုယခုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဟောကြားတော်မူသောဘဟုကာရဘိကဝေမာတာပိတရောဗုဒ္ဓနာဟူသောပါဠိကိုဗမာလိုဒိဗ္ဗေဖွဲ့ဆိုကမိဘတို့ရဲ့နှလုံးသားဆိုတာအမုန်းတရားမရှိဒဏ်ရာမရှိတဲ့နှလုံးသားဟာမိဘတို့ရဲ့နှလုံးသားပါဟု၍ဒဏ်ရာမဲ့နှလုံးသားတရားတော်ကိုဗမာလိုဒိဗ္ဗေဖွဲ့ဆိုကဟောကြားပြောကြားရခြင်းတည်းဟူသောသစ္စာစကားနှင့်ပို့လောအပ်သောမေတ္တာတအရှင်အဝါကြအချိန်မကြာကိုယ်စီကိုယ်ငါကိုမိဘကိုဝါအောင်ချစ်နိုင်သူဖြစ်အောင်ကြိုးစားပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း